ကျွန်တော်လည်းဖေဘက်ကနေတစ်ခွက်ပြလိုက်တယ်ဒီနေ့ပါဆယ်ရောက်တော့ကျွန်တော်သွားယူလိုက်တယ်ဘာလဲပေါ့ကြည့်လိုက်တော့ဖေဘက်ကနေကျွန်တော်စီပို့လိုက်တာဒီမွေးကကျွန်တော်တို့ဘယ်ဒါဟတ်အဟူး540ဒီကောင်းရင်ဒီမွေးကကျွန်တော်တို့ကိတ်မုံလို့ပါတော့အဲ့လိုမျိုးအဲ့လိုအနံကြီးအနံမိုက်တယ်နောက်ထပ်တစ်ခုနာမည်ထက်ကြည့်တာပါလဲဆိုတော့ရောက်တော့မွေးတာရောက်တော့ဆိုခင်ဗျားဆွတ်တာလေခင်ဗျားပြီးတော့ဒီအဲ့နံကိုရတယ်မှာအများကြီးအဲ့လိုမျိုးအနံနဲ့နာမည်ကြီးတာအခုကျွန်တော်ဘယ်ဘက်ကနေပြီးတော့လက်ဆောင်ပို့ပေးလိုက်တာကျွန်တော်ကျေးဇူးများတင်ပါတယ်နေ့ရက်ရောက်တယ်ကျွန်တော်မင်းညကျွန်တော်စမ်းကြည့်တယ်ဒီနေ့ကျွန်တော်ထပ်စမ်းတယ်ကျွန်တော်ပြောခဲ့သလိုပဲဒီအင်ကြီးမှာအောက်မှာဆွတ်ထားတာဟာဒီကုန်းဒီနေ့ညဒီအဲ့အနံကြံပါတယ်အဲ့လိုဒီတော့အနံဆွဲရကောင်းတယ်ဒါကရုစ်940ဆိုတော့အဓိပ္ပာယ်ကတော့ဖန်သားတွေကိုဖန်တီးတဲ့အချိန်မှာအပူချိန်940ဒီဂရီဆယ်စီယပ်ကိုပေးထားတဲ့ဟာကိုအဆွဲပြုပြီးတော့ဒီမွေးကိုသူကအဲ့နာမည်လေးနဲ့ထုတ်ပေးထားတာဖြစ်ပါတယ်ကျွန်တော်ကဒီကောင်ကိုကျွန်တော်လက်ထဲကိုရောက်လာတယ်ရောက်လာတော့ကျွန်တော်ကကြည့်လိုက်တော့ကျွန်တော်2016 19လောက်တုန်းကကျွန်တော်တောင်ကြီးဘက်ကိုသွားတဲ့အချိန်မှာကိုတယောက်စီကကျွန်တော်ယူဆွတ်လိုက်တယ်တဘောရန်ကျသွားတဲ့ခြေမွေးပါတယ်သူအနံကိုကျွန်တော်တို့စပြီးတော့အခုဒီကောင်ကိုလည်းကျွန်တော်ဆန်းပြီးပါပြီတော်တော်သဘောကျပါတယ် inspire ဒီ authentic ကို 100% ကတော့မတူဘူးဒါပေမဲ့ကောင်းကိုစပြန်လိုက်လို့ရှိရင်ကျွန်တော်တို့ရလိုက်တဲ့ Cheddar Almond ရဲ့ Saffron နဲ့ရဲ့ဒီကောင်ဆက်စချင်းမှာရတယ်ဒီ original ရေမွေးပေါ့ဗျာအဲ့ကောင်ရတယ်ဒါပေမဲ့ဒီကောင်မှာကျတော့အဲ့အနံလေးဒီကောင်ကနည်းနည်းလေးချိုတဲ့ဘက်လေးကိုသွားခြင်းတယ်အဲ့အနံလေးအဲ့လိုမျိုးလေးနေတန်တို့မှာ Jasmine ရဲ့ဆန္ဒဘူးရဲ့တင်မွေးနှမ်းနဲ့နေတန်တို့ကိုဒီကောင်ကသွားတယ် Base Note မှာ Amber Garlic ရဲ့ Woody Note ရဲ့ Max ရဲ့နဲ့သွားတယ်ဘယ်လိုချင်းလေးပြောမယ်ဗျာဒီရင်မွေးကိုစပြီးတော့ကျွန်တော်ဆွတ်လိုက်တယ်ဒီ Cheddar Almond နဲ့ Saffron တို့ရဲ့အနံ့ပေါင်းပြီးတော့အနံ့ချိုချိုလေးကဘယ်လိုပြောမလဲခင်ဗျာလက်စီစံနဲ့အနံ့ဗျာအဲ့အနံ့ကိုရောက်ကိုရတယ်လက်ဆောင်သုံးဖို့ထည့်ပြလိုက်တာကျွန်တော်တော့မနေတိုင်းလို့ကျွန်တော်ဒီမှာဆန်းတာနဲ့ပလင်းရတာတော်တော်ပုံနေအနံ့လေးကိုသဘောကျလို့ပါကျွန်တော်တို့ Inspire ရေမွေးတွေဒီလေဒီမှာပြည်တွင်းထုတ်တဲ့ Inspire ရေမွေးတွေဒီအခုလိုပုံစံလုံးတွေတက်နေတဲ့အချိန်မှာဒီလိုမျိုးအရည်အသွေးရှိတဲ့ဒီမျိုးလေးတွေကိုရှာသုံးဖို့ကြံပေးပါတယ်။ဆောင်းရံလေးတော့ပြောပါမယ်။နံပါတ်1နေခင်းနေပူတဲ့အချိန်လုံးဝမသုံးပါနဲ့။ဓာတ်တူပူရင်လုံးဝသုံးလို့မရပါဘူး။မိုးအေးညနေအေးတဲ့နေရာတွေကဲကျွန်တော်တို့တောင်ကြီးတို့ပြည်ဦးလင်းတို့အဲ့လိုနေရာမျိုးတွေလာလေတဲ့လူတွေလာအဲ့လိုအေးတဲ့နေရာတွေသွားမယ်ဆိုလို့ရှိရင်ဒီလိုရေမွေးမျိုးကိုသုံးဖို့ကြံပေးပါတယ်။ဒီစုပေးသွားလုံးကျေးဇူးများကျွန်